အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကြော်ပြပေးမှလေးကတော့ကြက်သွေးခဲကြော်လေးပဲဖြစ်ပါတယ်ဈေးကနေဝင်လာတဲ့ကြက်သွေးခဲ2000ဘိုးကိုရေသွေးချဆေးပြီးတော့နေတော်လေးလှီးထားလိုက်ပါမယ်ရုပ်သီးစိမ့်နဲ့ကြက်သွန်ဖြူနေကိုလည်းအစင်းသိမ်းပြင်ထားလိုက်ပါမယ်စီဆူလာရင်တော့ကြက်သွန်နေအရင်ထည့်ပြီးစီးသက်ပါမယ်ရုပ်သီးစိမ့်နဲ့ကြက်သွန်ဖြူထောင်းထားတာကိုပါထည့်ပြီးတော့စီးသက်ပေးပါမယ်ရှင်အနံလေးမွေးလာရင်တော့နည်းနည်းမုံအနည်းကိုပါထည့်ပြီးစီးသက်ပေးပါမယ်ရှင်တေချာစွာစီးသက်ပေးပြီးသွားရင်တော့ကြက်သွေးလေးကိုထည့်လိုက်ပါမယ်ရှင်။ဟောင်ရီပစ္စည်းများအားလုံးကိုတေချာသမအောင်မှွေပေးပြီးသွားရင်တော့အရသာအတွက်ကြက်သားမှုန့်ကိုထည့်ပါမယ်။ပြီးသွားရင်တော့ရေအနှဲငယ်ထည့်ပေးပြီးတော့အဖုံးအုပ်ပေးထားပါမယ်။ရေခမ်းပြီးစီပြန်လာရင်တော့ကြက်သွေးခဲတွေကိုအရသာတေချာလေးဝင်ကျင်တာမို့နောက်တစ်ချိန်ရေထည့်ပြီးတော့အဖုံးအုပ်ထားပေးလိုက်ပါမယ်ရှင်။ကြက်သွေးခဲတွေကိုအရသာတေချာဝင်အောင်လို့ဖြည်းဖြည်းအေးအေးနဲ့တေချာသွားချက်ပေးပြီးတော့စီပြန်လာချိန်မှာတော့အရသာအရန်ရှိတဲ့ကြက်သွေးခဲကြော်ဆက်ဆက်ကလေးရလာပါပြီရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။